သွားဖို့ရဆိုကွာအဲ့လိုမျိုးစပီးအနေနဲ့ကအဲ့လိုမင်းကွာဘယ်လိုမျိုးတရိထားပြီးတော့လာခေါ်ကြရလဲသူတို့ကအဓိကတော့ကျွန်တော်တင်ရတော့ဒီ screen ပဲပေါ့သိမှာကျွန်တော်ဒီ international အသင်းတွေအကုန်လုံးနဲ့ screen စောနေရဆိုတော့သိမှာကျွန်တော်ဒီ screen မှာအဓိက performance screen မှာ performance ပြနိုင်သိမှာခြားအသင်းတွေရတယ်တရိထားမိပဲ Jason တို့ဘာလို့လဲရှိခဲ့တာပဲဒီ Falcon မှာတော့သိမှာ Jason ဆိုလဲဆောင်းအကွက်တွေပြရတယ် screen မှာဆောင်းကျန်တော့ Jason ကိုလည်းလာမေးတဲ့အသင်းတွေများတာပဲသိမှာ Jason ကိုလည်းသိမှာဒါကြီးအဲ့လိုပဲအဓိကတော့ဒီ screen ပေါ့ကျွန်တော်တို့ကြားထဲမှာဒီ screen ကတော့ဆောင်းရေးကြည့်ရပါဟုတ်တယ်နော်အဓိကပြိုင်ပွဲမှာအကွက်ပြတဲ့ဆိုင်နော်ပြိုင်ပွဲမတိုင်ခင်တည်းက screen မှာအကွက်ပြနေရဒီကောင်ငါ့ဆိုရှိရကွာသိမှာအဲ့လိုဟို screen ကကောင်တွေဆိုဒီအသင်းမှာဆိုရင်ဘယ်ကောင်ကလုတ်တယ်ဟာဆိုတတိထားမိပဲသိရမှာနမေပါရွတ်ပြီးတော့သိရအဲ့တော့ဟာဒီကောင်ကြီးဆိုရင်တော့နည်းနည်းရှိနေတော့အဲ့လိုမျိုးဖြစ်တာရှိရကွာသိဒီကောင်ကြီးကလုတ်တယ်သိရမှာအဲ့လိုမျိုးဟာရှိရဆိုအဓိက screen ကနေလာပြီး contact ကြရအောင်နော် screen ပေါ့ screen ကနေပဲလာပြီးဒီတခုပဲ contact ဆရာရှိတာပေါ့သိအေးပေါ့သူတို့ player scout တယ်ဆိုတာဒီ screen ကြည့်ပြီးတော့ screen နဲ့ scout တာအေးပေါ့ဟောအဲ့လိုမျိုးနဲ့ international ရောက်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့အမှအခြားအဆင်ပြေရလည်းရှိတော့ရှိခင်ပဲကွာသိရမှာငါတို့အဲ့လိုမျိုးဆိုတော့ကွာမင်းအနေနဲ့ဒီအဲ့လိုစသွားတော့မယ်ဆိုဘယ်လိုမျိုး feeling ရလဲစိတ်ကိုဘယ်လိုမျိုးပြင်ဆင်တာငါ MBA ငါသွားပြီးတော့ MBA သွားတိန်တော့မယ်ကွာအဲ့လိုမျိုး feeling ရှိလားစတော့သွားတော့ကတော့ကျွန်တော်ကဒီတကယ်တမ်းပြောရရင်တော့ဒီဖြစ်နိုင်ပါဒီအကုန်လုံးပြိုင်ပွဲတွေနိုင်နေတယ်ဗျာနိုင်နေတော့ကျွန်တော်ဒီ MBA ဆိုတဲ့ဟာကိုလည်းဆောင်းဆော့တယ်ဗျာဆော့တင်တာတော့ဒါငယ်လေးကမဆော့ဘူးဟုတ် MBA လည်းမဆော့ဘူးတော့ငယ်လေးကဒီအားပေးလာဗျာအဲ့တော့သိမှာ Jason တို့ဆိုရင်ပါအဲ့တော့ကျွန်တော်ဂွေလိုက်နေတယ်ဒါပေါ့ဂွေလိုက်နေတယ်အဲ့တော့ Jason တို့ဆိုပါကလောတို့ဟိုလိုနေတော့မှဆော့နေတယ်အဲ့ကျွန်တော်ဆောင်းအားကြလေးပါ DG တို့ဘာလို့ကြည့်ပြီးတော့ဒီကောင်တွေဆောင်းလန်းတော့ဟာသိမှာအဲ့လိုငါလည်းတနေ့တော့ဒီလိုလေးဆော့ကျင်လိုက်တာဆိုအဲ့လိုအဲ့မဲ့တော့ရှိရဗျာအဲ့လိုသွားတဲ့အချိန်တော့ကလည်းဒီလိုပဲပေါ့ချန်ပီယံမဖြစ်တော့မှဒီဒုတိယလောက်ဒီမှန်းတယ်ဗျာဒီမှာချန်ပီယံတော့သွားရတော့ချန်ပီယံဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပဲသွားတာဒီအစဒီဆိုတဲ့တီးဖို့ဆိုတဲ့စိတ်နဲ့ပဲသွားတာအကောင်တွေကနော်ဒီကအကောင်တွေတီးတယ်ဒီမှာအကောင်တွေအမှဆောင်းကျန်းတယ်ဆိုတာလေဗျာသိရမှာဒီကောင်တွေကမလေးမှာဆောင်း dominate လောက်တာအဓိကနာမည်တွေနဲ့ dominate ဟုတ်တယ်နော်နာမည်ကြားရတယ်ဟိုမကတ်နိုင်တော့ဒါပေမဲ့ကျွန်တော်တို့ဒီကောင်တွေနဲ့ e-road ဒီမှာရှင်စောတဲ့အချိန်မှာဒီကောင်တွေလည်းပုံမှန်ပဲဗျာကျွန်တော်တို့ဒီပြိုင်ပွဲစိတ်ပေါ်ရောက်သွားရင်မင်းလည်းဘာမှမဟုတ်တော့ငါလည်းဘာမှမဟုတ်တော့နှစ်ကောင်လုံးကတန်းတူပဲသိရမှာမင်းဆရာကြီးငါဆရာကြီးဆိုတော့မရှိဘူးအဓိကအရင်ချုပ်တဲ့ကောင်ရှုံးတာအရင်ချုပ်တဲ့ကောင်ရှုံးတာပြိုင်ပွဲစိတ်ပေါ်ရောက်သိရမှာမင်းဘာကောင်ကြီးဖြစ်ဖြစ်စင်ပေါ်ရောက်လာရင်မင်းလည်းဒီကောင်မင်းလည်းလူပဲငါလည်းလူပဲဟုတ်တယ်နော်လက်တစ်ဖက်နဲ့ဆိုမလေးမှာじゃဒီကောင်တွေ dominate ဆောင်းလောက်လာကြတော့ဒီကောင်တွေကအဲ့လိုမလေးကကောင်တွေဆောင်းရှိနေဗျာကျွန်တော်အဲ့လိုမလေးအသင်းတွေကအဲ့လိုခင်းတဲ့လူတွေများတယ်ဗျာခင်းတဲ့လူတွေရှိတော့ဒီကောင်တွေမေးကြည့်တော့သိရပါမင်းတို့ဒီ MPM မလေးမှာမင်းတို့ဘယ်လောက်ထိမှန်းလဲမေးလိုက်ဒီကောင်တွေကချန်ပီယံလို့မပြောဘူးဘယ်တော့မှဒုတိယလို့ပဲပြောတာအဲ့လိုပဲပြောတာသိရပါကျွန်တော်မေးလိုက်ကြိုက်တဲ့ကောင်မေးဗျာအဲ့ SRD ကကောင်တွေကလွယ်ကြိုက်တဲ့ကောင်မေးမင်းတို့ဘယ်စင်းနေမှန်းလဲဒီကောင်တွေဒုတိယပဲပြောတာဒုတိယပဲသိရအနည်းဆုံးဒုတိယဒီကောင်တွေ2 slot ရနေလို့လေ2 slot ရနေလို့လည်းပါတယ်ဗျာဒါပေမဲ့ကျွန်တော်ထင်တော့2 slot ဆိုတော့မြန်မာတော့ပို့ပေးတင်တယ်ထင်တယ်အေးနော်မလေးရှားကပွင့်လင်းပြောရမယ်ဆိုရင်ဒီ SRD သတင်းလောက်ပဲရှိတယ် SRD သတင်းတော့ပွင့်လင်းပြောငါတို့ MSC မှာငါတို့ကြိတ်ထားပြီးသားကွာသိရမှာဒါတော့သူတို့တော့ grand final ပြန်တက်သွားတယ်ကွာနော်အဲ့လိုမျိုးနေထားမှာနော်ငါတို့မြန်မာတော့အနည်းဆုံး white cut slot လေးရရင်တော့မဆိုးဘူးဟုတ်တယ်မြန်မာအဓိက white cut slot လေးရရင်မြန်မာကောင်တွေကအခုနောက်ပိုင်းအဲ့လိုတော်လန်းလာဆိုပဲသိမှာစော့တာတွေကဒီ objective play တွေဆိုလဲဆောင်းလန်းတယ် microwave အကုန်လန်းနေမှာသိမှာစော့တာတွေကကျွန်တော်တို့ဒီမြန်မာကို2 slot တော့ပေးသေးတယ်သိမှာ2 slot မဟုတ်ရင်တော့မှဗျာဒီ white cat လောက်ပေါ့သိမှာဟုတ်တယ်